အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းစတန်လေးကတော့တင်ချိုင်းစောက်ကဝေမဆိုစတန်လေးပဲဖြစ်ပါတယ်ညာဦးပိုင်းကလေးကရွာထိပ်တင်ချိုင်းဘက်ကခွေးတွေတောက်လျှောက်ဦးနေတာမောင်ဖကတော့ဂယုမဆိုင်ပဲမြို့ကအပြန်ဆိုင်ကဲကိုခက်တွက်လေးပဲမောင်းလာခဲ့တယ်တင်ချိုင်းကုန်းအကျော်အပင်ကြီးအောက်ရောက်တဲ့အချိန်မှာတော့လမ်းဘေးမှာခါကုန်းနဲ့အဖွားဦးကြီးတယောက်လမ်းလျှောက်နေတာကိုတွေ့လိုက်ရတယ်တနာတာနဲ့ဆိုင်ကယ်ရက်ပြီးလိုက်ဖို့မလို့တော့ဖွားကြီးကခေါင်းကိုဖြည်းဖြည်းချင်းမောကြည့်လာတယ်သူ့မျက်နှာမှာမျက်လုံးတွေမရှိဘူးပြီးတော့သူ့လက်ဖောက်ကြီးတွေပဲရှိတယ်တော့မဟုတ်လူတယောက်ရဲ့ပေါင်ယူကြီးမောင်ကကြောက်တဲ့ကြားနဲ့ဆိုင်ကယ်ကိုအောင်းပြေးခဲ့ပြီမဲ့နောက်ကနေဟာဆိုတဲ့တန်ကြီးကပ်ပါလာတယ်တင်းရောက်လို့မှန်တဲ့ကြည့်လိုက်တဲ့အခါမောင်မရဲ့ကြောပြင်းမှာတွေးကြောင်လက်သေး900ကျန်နေခဲ့ပါတော့တယ်မင်္ဂလာညချမ်းလေးပါဒီနေ့တင်ဆက်ပေးမှာတော့တောနဲ့ထဲရဆုံးမဆိုတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်ရှင်တောဝက်ပြစ်ထွက်ရင်တငယ်ချင်း3ယောက်တောနဲ့ထဲမှာလမ်းပြောက်သွားခဲ့တယ်ညီနဲ့လာတော့တောဆက်ကတဲဆုပ်ကြီးတစ်ခုကိုတွေ့လို့ဝင်လာကြတာပေါ့ဒါပေမဲ့အဲ့ဒီတဲထဲမှာထူးဆန်းတာကနိုင်ရန်တစ်ခုလုံးမှာတလိပ်ဆန်အယိုးစုတွေနဲ့လူစပင်တွေချိတ်ထားတာကိုတွေ့လိုက်ရတယ်ညတကောင်မှာအိပ်ပျော်နေတဲ့ကိုကျော်တယောက်ဘိုက်ထဲကအေးစိမ်လာလို့နိုးလာတဲ့အခါသူ့ဘေးမှာအိပ်နေတဲ့တငယ်ချင်းဇော်ကြီးမရှိတော့ဘူးတဲအနောက်ဘက်ကနေဖောက်ကျွတ်ဖောက်ဆိုပြီးအယိုးဝါနေတဲ့အတန်းကြီးကိုကြားလိုက်ရတယ်ကိုကျော်ကတုံတုံရီနဲ့တဲအနောက်ဘက်ကိုချောင်းကြည့်လိုက်တဲ့အခါသူ့မျက်လုံးကိုတော့သူမယုံနိုင်တော့ဘူးသပင်ရှည်ကြီးနဲ့အဖွားကြီးမျက်လုံးတွေကသွေးရောင်လွှမ်းနေတဲ့အဖွားကြီးတစ်ယောက်ဟာဇော်ကြီးရဲ့ခန္ဓာကိုယ်ကိုစုပ်ဖြဲပြီးအစိမ့်လိုက်ဝါစားနေတာဇော်ကြီးရဲ့ဘိုက်ကိုလက်သေးရှည်ကြီးတွေနဲ့ကုတ်ဖြဲပြီးဦးတွေကိုထုတ်စားနေတာဇော်ကြီးကတော့မတိတသေးနဲ့ညှိတွားနေတော့မယ်အဲ့ဒီဆုံးမကြီးကရုတ်တရက်ခေါင်းကို180ဒီဂရီလှည့်ကြည့်လိုက်ပြီးကိုကျော်ရှိရဲ့ဘက်ကိုသွေးရည်ပေးနေတဲ့ပါဇက်ကြီးနဲ့ပြုံးပြလိုက်တယ်နောက်တစ်ယောက်လာပြီပဲတဲ့ကိုကျော်နဲ့ကျန်တဲ့တငယ်ချင်း2ယောက်အသက်လူပြီးပြေးခဲ့ရတယ်တော်ရဲကနေလွတ်လာပြီမဲ့အိမ်မရောက်တဲ့အထိအဲ့ဒီအတန်းကြီးကနားရမထွက်ဘူးထူးဆန်းတာကကိုကျော်ရဲ့ဘိုက်ထဲမှာတခုခုလှုပ်ရှားနေတယ်လို့ခံစားရတာပဲစေးုံသွားပြီးဓာတ်မှန်ရိုက်ကြည့်တဲ့အခါကိုကျော်ရဲ့ဘိုက်ထဲမှာလူလက်ချောင်းလေးတွေသပင်အလိပ်ကြီးတစ်ခုရောက်နေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီဆုံးမကသူ့ကိုအသားစားယုံနေမကပဲဝိညာဉ်ပါစားပြီးကိုယ်ထဲမှာအညိုးတွေထားခဲ့တာပါ။ကိုကျော်ဟာဘိုက်ထဲကနေအသားတွေကိုပြန်စားတာခံရရင်ရက်ရက်ဆက်ဆက်တေဆုံးသွားခဲ့ရပါတယ်။ရန်ကုန်မြို့ကအဆောက်အအုံတစ်ခုမှာအခန်းကားနေတဲ့ကြော်ကြီးကလွန်ခဲ့တဲ့3ရက်ကစပြီးသူ့အခန်းထဲမှာအလွန်နံစော်နေတဲ့အပုံနဲ့တစ်ခုသူရနေတယ်။ကျွတ်တည်တာလားဆိုပြီးရှာပြမယ်မတွေ့ဘူး။ထူးဆန်းတာကအဲ့ဒီနန်းကည7 နာရီကျော်ပိုပြင်းလာသူ့ကတင်အောက်ကနေထွက်လာတယ်လို့မျိုးပဲ။တညမှာသူအိပ်ပျော်နေခြေထောက်မှာအေးစိမ့်နဲ့စီးခဲ့တဲ့အရာတစ်ခုကလာထိတာကိုခံလာလိုက်ရတယ်။လက်နိုးပြီးတမင်းရဲ့လက်ထိုးကြီးတဲ့အခါကတင်အောက်ကနေဖြူဖြော့ပြီးအရေကုန်တွေလန်နေတဲ့လက်ချောင်းကြီး9ချောင်းကကတင်အောက်ဘောင်ကနေလှမ်းဆွဲနေတာတွေ့လိုက်ရတယ်။ကြော်ကြီးကြောက်လန့်နေတဲ့ကတင်မော်ကနေခုံစင်းမှုကြိုးစားပြီးမှသူ့ခြေထောက်ကိုအေးစိမ့်နေလက်ကြီးကအတင်းဆွဲထားတယ်။သူကတင်အောက်ကိုငုံကြည့်လိုက်မိတဲ့အချိန်မှာသူ့ဘဝမှာအကြောက်ဆုံးမြင်ကွင်းကိုမြင်လိုက်ရတယ်။ကတင်အောက်မှာမျက်လုံးအိမ်ကြီးတွေပြုတ်ထွက်နေပြီးပါဇက်ကလည်းမေးယူပြုတ်ကရင်မအကြီးအဟားပြင်းနေတဲ့မိမတရေတကောင်သူ့ကိုစိုက်ကြည့်နေတယ်။အဲ့ဒီတရေမရဲ့ခန္ဓာကိုယ်ကပုတ်ပွားနေပြီးလောက်ခုံလေးတစ်ဖွားဖွားနဲ့အဆိုးဆုံးကတော့အဲ့ဒီတရေမကကျမအေးတယ်ကတင်ပေါ်တက်အိပ်ပြရစီလို့အကွဲအတန်ကြီးနဲ့ပြောလိုက်တာပဲ။ကျော်ကြီးအော်ဖို့ကြိုးစားပေမဲ့အတန်ကထွက်မလာတော့တရေမကကတင်အောက်ကနေတဖြည်းဖြည်းချင်းကိုတိုးထွက်လာတယ်။သူ့ရဲ့ပုတ်ပွားနေမျက်နှာရဲ့ကျော်ကြီးရဲ့မျက်နှာနဲ့လက်တလုံးအောက်ကွာထိရောက်လာတယ်။နောက်နေ့မနက်မှာအဆောင်ပိုင်းရှင်ကအခန်းထဲကိုလာဖွင့်တဲ့အခါကတင်ပေါ်မှာကျော်ကြီးရဲ့အလောင်းကိုတွေ့လိုက်ရတယ်။ထူးဆန်းတာကကျော်ကြီးရဲ့ရုပ်လောင်းတညာတည်းပုတ်ပွားပြီးမျက်လုံးတွေပြုတ်ထွက်နေကြတယ်။ကတင်အောက်ကတရေမရုပ်တင်တိုင်းဖြစ်နေတော့တယ်။အားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီဒေသပြည်သားတွေကတော့ကြောက်တိုင်ရောင်ဖြစ်ပါတယ်မန္တလေးတောင်ချေကရွာဟောင်းတရားမှာပြည်ကြီးဖျားလို့ခေါ်တဲ့ဇီရီဖြစ်တဲ့သူရှိတယ်ဒါပေမဲ့ရွာသူရွာသားတွေကဖျားကိုမကြောက်ကြဘူးဖျားနဲ့အတူကပ်ပါလာတဲ့ကြောက်တိုင်တစ်ကြိမ်ကိုကြောက်ကြကြောက်တိုင်ကြီးကဇီရီရဲ့အနောက်မြောက်တောင်မှာတည်ရှိနေပြီးအရန်ကြီးမားတဲ့တစ်ပင်တစ်ပင်သူ့ဘေးမှာရှိနေတယ်နေ့ချင်းကိုတစ်ပင်ရဲ့အရာကြောက်တိုင်ပေါ်ကျနေတတ်တယ်ဒီရိတ်ကိုကြောက်တိုင်ရဲ့ဇာတိလို့ရွာသားတွေကယုံကြည်ကြတယ်နေကင်းဘက်တော့ဘာမှမဖြစ်ပေမဲ့နေဝင်ပြီးတစ်ပင်ရိတ်ကကြောက်တိုင်ဘောကနေပြောင်းရွှေ့သွားတဲ့အခါ
ကြောက်တောင်ရဲ့မူလပုံစံပြောင်းလဲသွားတယ်လို့အဆိုရှိကြတယ်။ညဘက်မှာကြောက်တိုင်ရပိုရှည်လေးရပြီးပူကျင်းမြောင်းနေတဲ့အနှဲငယ်ကိုင်းညွန့်နေတယ်လို့ပုံပုတ်ပေါ်တက်ကြတယ်လို့ပြောကြတယ်။ဒီချိန်မှာကြောက်တိုင်ဟာလူတစ်ယောက်ရဲ့အေးလို့ပုံပေါက်နေတော့တယ်။ရွာထဲကလူငယ်တွေအထူးသဖြင့်ချစ်သူစုံတွေတွေကညဘက်မှာဖျားနီးကိုမသွားကြဘူး။လူကြီးများကပြောကြတယ်။ဘာဖြစ်လို့လဲဆိုတော့ကြောက်တိုင်ရဲ့လူတွေကိုလိုက်တက်တယ်လို့အဆိုရှိလို့ပါ။တကယ်ဖြစ်ခဲ့တဲ့အဖြစ်ပြက်ပြမြန်မာပြည်အုပ်ချုပ်ရေးအစဗီဒီဖျောက်လက်ထက်မှာ1946ခုနှစ်လောက်ကဖြစ်တယ်ဗျ။ရွာထဲကလူငယ်တစ်စုံဥပနဲ့ဒေါ်မမလေးဆိုပါစို့။ဥပညဘက်လမ်းပြန်မှာဈေးဒီအနီးကနေဖြတ်သွားမိတယ်။ကြောက်တိုင်ကိုမြင်မိတဲ့အခါဥပဟာသူ့ရဲ့အရိပ်ကိုမီးနဲ့ထိုးကြည့်လိုက်တယ်။အဲ့ဒီအခိုက်မှာဒေါ်မမလေးကအတန်တခုကိုကြားလိုက်ရတယ်။လေထဲကနေပါးစပ်နဲ့တူတူပြောသလိုမျိုးကျွန်တော်ကိုမြင်သွားပြီဆိုတဲ့စကားအတန်ပါ။ဒီနောက်ပိုင်းဥပကြီးဟာတပြေးပြေးပြောင်းလဲသွားတယ်။သူဘယ်နေရာရောက်နေ့ဖြစ်ဖြစ်ညဖြစ်ဖြစ်သူ့ရဲ့ဟာပုံမှန်လူတစ်ယောက်ရဲ့ရိတ်တဲ့ပိုးရှိပြီးပိုကျင်းနေတယ်လို့ဖြစ်နေတယ်။သူ့ကိုလူတွေကကြောက်တန်ရိတ်ကတ်နေတယ်လို့ပြောကြတယ်။ဥပတဲ့ကိုယ်တိုင်ကလည်းသူ့ရိတ်ကိုကြောက်နေပြီးနေဘူးထဲမှာထီးဆောင်ပြီးသွားတက်လာတယ်။ဒါပေမဲ့ညဘက်ကျရင်အရိတ်ကိုဘယ်သူမှမဖုံးနိုင်တော့ဘူး။အဆိုးဆုံးကသူ့ရဲ့ရိတ်ကတဖြည်းဖြည်းသူ့ခန္ဓာကိုယ်လိုလိုက်လှုပ်ရှားနေတော့တယ်။တခါတည်းသူ့လှုပ်ရှားမှုတဲ့နောက်ကျပြီးမှလိုက်လာတတ်တယ်။နောက်ဆုံးတညမှာဥပဟာသူ့ကိုယ်တိုင်သူ့ကြောက်တောင်ကြီးမှာပဲအဆုံးစီရင်လိုက်တယ်။သူ့အလောင်းကိုတွေ့တဲ့အခါလူတွေကအံ့ဩကြတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့အလောင်းဟာကြောက်တဲ့အေးတိုင်းရှည်လေးရပြီးကွေးကောက်နေတဲ့ပုံစံကြီးနဲ့တေဆုံးနေလို့ပါ။အဲ့ဒီချိန်ကစပြီးကြောက်တိုင်ကြီးကတခါတည်းရွာထဲကိုခြေဦးတရရောက်လာတတ်တော့တယ်။လမ်းမီးအောက်မှာအရိပ်ထူကြီးတစ်ခုရှည်လေးရစွာကြားနေတာကိုတွေ့ရင်ရွာသားတွေကအိမ်ထဲဝင်ပြီးပုန်းနေကြတယ်။ဒါဟာကြောက်တိုင်ကြီးကိုမြင်သွားတဲ့လူကိုလိုက်ဖို့ဖြစ်နိုင်လို့ပါ။နောက်ဆုံးတစ်ခုအဲ့ဒီကြောက်တိုင်ဟာတကယ်တော့ဇေဒီစာရီတက်ကလူတွေကိုမြုပ်ဖို့သုံးခဲ့တဲ့တိုင်အောင်တစ်ခုလိုသမိုင်းပညာရှိတွေကဆိုကြတယ်။ဒါပေမဲ့ရွာသူရွာသားတွေကတော့ပုံနဲ့နေတဲ့အကြောင်းရင်းကိုသိနေကြတယ်လို့ဆိုကြတယ်။ဒါဟာရှေ့ကကျွန်ခံခဲ့ရပြီးအဲ့ဒီနေရာမှာမြုပ်နှံခဲ့ရလူတဦးရဲ့အေးလွာပါတယ်။အဲ့ဒီကသူ့ရဲ့လွတ်မြောက်စရာကိုမရောက်ပဲကြောက်တိုင်ထဲမှာပိတ်မိနေတယ်။ဒါပေမဲ့ညဘက်တစ်ပင်ရိပ်ပြောင်းသွားတဲ့အခါဒီရိပ်ကထွက်လာပြီးလူတွေကိုမြင်သွားတဲ့သူ့ရိပ်ထဲကပ်ပါသွားဖို့ကြိုးစားနေတယ်။ဒါမှသာတစုံတစ်ယောက်ရဲ့အရေးနဲ့တူရွာထဲကိုပြန်ဝင်နိုင်မယ်။လူတွေရဲ့လောကကြီးကလည်းပြန်ရောက်နိုင်မယ်လို့ယုံကြည်နေကြတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေအတန်လေးကတော့အခုမှစလုပ်တာမလို့အစီအမံတာဖြစ်ရင်လည်းတောင်းပန်ပါတယ်ဗျာ။ကြိုးစားနေတဲ့လူငယ်တစ်ယောက်ပါ။ကျွန်တော်အောင်မြင်သွားရင်လည်းအကုန်လုံးမမေ့ပါဘူးဗျ။အဆောင်လေးပေးဖို့လည်းစီစဉ်ရှိပါတယ်ဗျာ။နောက်တော့ပြီးတဲ့တယောက်စီစဉ်တောင်းလည်းကျေးဇူးတင်ပါတယ်လို့အားလုံးမင်္ဂလာပါကျွန်တော်တရေချောင်းနဲ့ပတ်သက်ပြီးမြင်ခဲ့တာပဲဖြစ်ဖြစ်တွေ့ကြုံခဲ့တာပဲဖြစ်ဖြစ်၆ခံရတာဖြစ်ဖြစ်ကျွန်တော် Telegram တစ်ဆင့်လာပြောနိုင်ပါတယ် YouTube comment အောက်ကနေလည်းတစ်ဆင့်ပြောနိုင်ပါတယ်ကျွန်တော်အားလုံးကိုဖတ်ပြီးတော့ကျွန်တော်အတန်ပြန်သွင်းပေးပါမယ်အတန်မကောင်းခဲ့လည်းတောင်းပန်ပါတယ်ဗျကျွန်တော်အလုပ်တစ်ပတ်နဲ့မလို့အတန်သွင်းနေရတာသူများလိုအတန်သွင်းတဲ့ဟာလည်းမရှိပါဘူးဖုန်းလေးတစ်လုံးနဲ့လူမရှိတဲ့နေရာမှာအေးဆေးကြောအတန်လာသွင်းရတာမလို့ပါ